ဘောလုံးဝရဏရှင်ပြည်သက်များအားလုံးမင်္ဂလာပါဒါဒီကနေ့မှာတော့ကျွန်တော်တို့ကမ္ဘာခန်းစစ်အကောင်းဆုံးအတင်းနဲ့2025-26ရာသီချန်ပီယံလိဘောလုံးပွဲကမ္ဘာတိုက်စစ်အကောင်းဆုံးအတင်းတို့ဒါနှစ်တင်းတွေ့ဆုံရှင်ပြိုင်ကြမဲ့အနေထားလည်းဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကတော့ဒါကျွန်တော်တို့မတ်လ29ရက်မေလ29ရက်ချန်ပီယံလိဘောလုံးပွဲ PSG တင်းနဲ့အာဆင်နယ်တင်းတို့ရှင်ပြိုင်ကစားကြတာဖြစ်ပါတယ်ဆိုတော့အာဆင်နယ်တင်းကစပြီးတော့ဘောလုံးပေးထားပြီးတို့အာဆင်နယ်တင်းကတော့ဓာတ်ရိုက်တက်ပြီးတော့တိုက်စစ်ဆင်ဖို့ကြိုးစားတယ်တို့ဒါအပြင်ဘက်နဲ့တော့နည်းနည်းလေးစန့်ကျင်ဘက်ဖြစ်နေပြီးတော့အာဆင်နယ်တင်းကတိုက်စစ်ဖွင့်ကစားဖို့အခြေအနေဖြစ်နေတယ်ခင်ဗျာဆိုတော့တိုက်စစ်အကောင်းဆုံး PSG တင်းကိုအာဆင်နယ်တို့ဒါထိုးပေါက်နိုင်မလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရပါမယ်ဆိုတော့ PSG ကတော့ ball possession ကိုယူထားပြီးဟာခီမီကနေဘောလုံးပြန်ပြတ်တယ်ရာတို့PSG ကဘောလုံးပြန်ပြတ်တယ်ခင်ဗျာရှုံမြို့ထိုးပေးထားပြီးတောင်မန်ကအာဆင်နယ်တို့ကန်တင်ပြေးကွက်နဲ့ဘောလုံးကတော့ကန်တင်ပြေးကွက်ရဘောလုံးကတော့ဘေးစီကျော်လွန်ပြီးပြတ်တယ်ခင်ဗျာ PSG တို့လက်ပြဘောမြောက်ခွင့်ရမယ်လီလီတူလန်ဂါဒဘေး PSG တင်းကပဲဘောလုံးကိုကိုင်းထားတယ်ဆိုလာကနေကျွန်တော်တို့ဘောလုံးကို one touch pass လေးတွေနဲ့ပဲကျွန်တော်တို့ဘောလုံးကိုပေးယူလုပ်ပြီးတော့ဘောလုံးကို PSG ကိုင်းထားတယ် PSG တိုက်စစ်ရှိဝေတော့ရောက်လာပြီဂါဒဘေးကိုရဲကိုခုတ်တင်နေဒါပေမဲ့ PSG မှာခေါင်းတိုက်တတ်တဲ့သူမရှိတော့ကျွန်တော်တို့ဘောလုံးပြန်ပြတ်တယ်ခင်ဗျာဟာခီမီရတာပြီဟာခီမီချိုးပေးတယ်တောင်းကဘော PSG ကကန်ခွင့်ရမယ်ခင်ဗျာဆိုတော့အခုချိန်ထိတော့ PSG နဲ့ Arsenal တို့ကတော့အပြန်အလှန်တိုက်စစ်ဖွင့်ကစားနေပုံထောက်ရင်တော့ Arsenal တို့ဒါအနည်းဆုံး3 လအခုတော့တွင်းခံရမယ်လို့ထင်ပါတယ်စာဗီကနေမက်ဆီကိုချပေးပြီးမက်ဆီဟိုးဘာရန်ကိုမှန်ပြီးတော့ဘောလုံးကပြန်ထွက်ပြီးတို့ဒါဂိုးလင်ဘောဖြစ်တယ်ခင်ဗျာ PSG ကတော့ရင်ခုန်စိတ်လို့ရှားစရာအခိုက်အတန့်တွေကိုစပြီးတော့ပေးနေပြီဖြစ်ပါတယ်ဗာဂျီဗန်ဒိုက်ခေါင်းတိုက်ချပေးထားတဲ့ E2 ကနေဗာပေးဇာဗီကနေမက်ဆီကိုထိုးတယ်မက်ဆီကတော့ကျွန်တော်တို့ဒါဘောလုံးယူရမှာအနည်းငယ်နောက်ကျတယ်ခင်ဗျာဇာဗီပြန်ပြီးတော့ဖြတ်ထားတယ်မက်ဆီတရားကိုလက်ထွက်တယ်အာဆင်နယ်တင်ရှေ့ကိုထိုးပေးထားတယ်အာဆင်နယ်ရိုနယ်ဒင်းညိုဆွဲလာပြီးဂိုးရကန်တယ်ဂိုးရခင်ဗျာဒီချိန်မှာတော့ကျွန်တော်မိနစ်14မိနစ်မှာပဲအာဆင်နယ်တို့စောစီစီပဲPSG ဘက်ကိုတကူဥဆောင်ကိုတကူတွန်းလိုက်ပြီဖြစ်ပါတယ်ဆိုအာဆင်နယ်တို့စောစီစီမိနစ်14မိနစ်မှာပဲဥဆောင်ကိုရရှိသွားဖြစ်ပါတယ် PSG ကဘောလုံးစားပြီးတော့ကွန်လေကနေပြန်ပေးထားပြီးအာဆင်နယ်ပဲညာချမ်းကနေဖတ်စားပြီးတော့ပြန်ဖောက်လာပြန်ပြီအာဆင်နယ်ရှေ့ကိုဆွဲတယ်အာဆင်နယ်ရရတယ်ဂိုးလေးကိုခုတ်တင်ထားပြီးများတယ်ခင်ဗျာဘောလုံးများပြီးတော့ဂိုးလေးကိုပြန်ကျလာတယ်ကိုရမဒူနာရိုမာဘောလုံးကိုတာယာလေးပဲဖမ်းပြီးထားတယ်ခင်ဗျာPSG ရှေ့ကိုကန်တင်ပေးထားပြီးဤသူခေါင်းတိုက်ပြီးချပေးထားတယ် PSG တိုက်စစ်ဆင်းလာပြန်ပြီ PSG ရဲ့ဘယ်တောင်မှန်ကတော့တော်တော်ကိုတိုက်စစ်မှာတက်ဝင်နေတဲ့အနေထားပါခင်ဗျာရာတော်ရနေဇာဗီကနေမက်ဆီကနေဤသူဘောလုံးပြန်ပြတ်တယ်ဇာဗီPSG တင်ကတော့ဇာဗီကတော့ဒါကျွန်တော်တို့နည်းနည်းလေးဘောလုံးယူအောင်ပါအာဆင်နယ်တင်တိုင်တိုက်စစ်ကနေဆင်းလာပြန်ပြီဟာခီမီကတော့တတရရဲ့ဘောလုံးကိုပြန်လေရယူထားတယ်ခင်ဗျာမက်ဆီဘောလုံးပြန်ပြတ်ဖို့ဘာဖြစ်တာလဲကျွန်တော်တို့ကမက်ဆီကဒါတော့ကဇာဗီအလွန်ဆိုကိုဒါကျွန်တော်တို့ဖောင်းဘောဖြစ်တယ်ခင်ဗျာအာဆင်နယ်တင်ကိုယ်ကိုခုတ်တင်ပေးထားတယ်ခေါင်းတိုက်တယ် PSG ရတယ်အာဆင်နယ်တင်ပြန်ရတယ်အာဆင်နယ်တင်မက်ဆီရှီကိုဘာဘေးစီကိုထိုးပေးထားပြီးဘာဘေးကနေE2နဲ့ပေးလို့တယ်E2 နံပါတ်လေးနဲ့ချပေးတယ်ပြန်ပြတ်တယ်ခင်ဗျာခုချိန်မှာတော့ PSG တိုက်စစ်တွေကကျွန်တော်တို့အချိတ်ဆက်မမီပဲဖြစ်နေကြခင်ဗျာအာကြီးတို့ကတော့ကျွန်တော်တို့ဒါထမ်းမှန်းထားတဲ့အတိုင်းအာကြီးရဲ့တိုက်စစ်ကတော့ကျွန်တော်တို့အနည်းငယ်တစ်ချက်တစ်လုံးဆိုတော့လုံးပါပဲတို့ PSG ပြန်လဲတိုက်စစ်ဆင်းလာပြန်ပြီE2တော်လေးနဲ့နောက်ဘောလေးနဲ့ချပေးထားတဲ့ဂါရဘေးနဲ့ E2 နဲ့တွေ့ဆော့နေတယ် E2 ဘောလုံးရတာပြီပြန်ပြတယ်ခင်ဗျာကျွန်တော်တို့ပြောနေတဲ့အတိုင်း PSG တိုက်စစ်တွေကတော့အချိတ်ဆက်မမီဖြစ်နေတယ်ခင်ဗျာအာဆင်နယ်ရှေ့ကိုမျောတင်တယ် PSG ပြန်ရတယ်ဂါရဘေးကနေဇိုလာနဲ့ချိတ်ဆက်လောက်တယ်ဇိုလာကြော်ဖို့ကြိုးစားရမှာကျွန်တော်တို့ပြန်ပြတယ်အာဆင်နယ်ရှေ့ကိုကန်တင်ပြန်ပြီကျွန်တော်တို့အာဆင်နယ်အသင်းကတော့ကန်တင်လိုက်ပြေးလိုက်နေပဲကျွန်တော်တို့ဘောလုံးကိုတိုက်စစ်ဆင်ဖို့ကြိုးစားတယ်ခင်ဗျာE2ဘောလုံးကိုမရဘူးခင်ဗျာ PSG တိုက်စစ်တွေကတော့ခုချိန်ထိလုံးမဖြစ်သေးဘူးခင်ဗျာဘယ်ဘက်ကပဲဖောက်ညာဘက်ကပဲဖောက်ကျွန်တော်တို့ဒါ PSG တိုက်စစ်တွေကတော့ခုချိန်ထိလုံးမဖြစ်သေးတာကိုတွေ့ရတယ်လီလီတူရန်ကနေဇာဗီ
ရာတိုးကြီးကလည်းကျွန်တော်တို့ဒီဇိုလာပြန်ပြီးအလဲချပေးထားမှပြန်ပြတ်တယ်လက်ရှိချိန်ထိလည်း PSG တိုက်စစ်တဲ့အလုံးပြူကိုကနေလွတ်ထွက်သွားတယ်တို့ဒါအာဆင်နယ်တင်းကတော့ကျွန်တော်ထောင်တိုက်စစ်မှုမပါဘဲနဲ့ဆော့နေတဲ့ပုံစံမျိုးဖြစ်နေတယ်ခင်ဗျဇိုလာကနေဘောလုံးကိုပြန်ရလာပြီဂါရဘေတယောက်ကိုလက်ထွက်တယ်ဂါရဘေဇိုလာကိုချပေးထားတဲ့ဇိုလာဂိုးအေရီယာထက်ကိုပေးလိုက်ပြီးမက်ဆီဘောလုံးပြန်ပြတ်တယ်ခင်ဗျကျွန်တော်တို့ PSG အတင်းကလက်ပစ်ဘောမြောက်ခွင့်ရမယ်ခင်ဗျ PSG လက်ပစ်ဘောမြောက်ပေးထားပြီးရတော့ရက်နေဇိုလာအီတူကိုပေးပြီးအီတူဘောလုံးမရောက်ပြန်ပြတ်တယ်ပြန်ရတယ်ဂိုးပြီခင်ဗျာကျွန်တော်တို့ PSG အတင်းကတော့ကျွန်တော်တို့ဒါပထမဆုံးခြေပါဂိုးကိုအာဆင်နယ်အတင်းကိုပြန်တွင်းလိုက်နိုင်ပြီဖြစ်ပါတယ်ကျွန်တော်တို့အာဆင်နယ်အတင်းကဒါကျွန်တော်တို့လူတွေက PSG ကတ်တယ်မဟုတ်တော့ PSG ကတ်တယ်မဟုတ်ဘူးခင်ဗျဟိုနာဂျိုကနေနဲ့တက်လာပြီမြဲကျွန်တော်တို့ဒါ PSG တင်းကိုတော့ကောင်းကောင်းဒုက္ခပေးနေတဲ့အနေအထားဖြစ်နေတယ်ခင်ဗျာဆိုတော့ဘောလုံးဆိုတာကဒါကျွန်တော်တို့ဒါကတ်နဲ့မဆိုင်ပဲကစားအားနေတာကစားကွက်တွေနဲ့ဒါဆိုင်တာကြောင့်ကျွန်တော်တို့ဒါတွေကတော့တိတ်ပြီးထဲပြောလို့မရပါဘူးအာဆင်နယ်တင်းရှေ့ကိုကတ်တယ်ပေးထားရမည်ခေါင်းတိုက်ချတယ် PSG ပြန်ရတယ် PSG တို့ကတော့ကျွန်တော်တို့တိုက်စစ်မှာအနေငယ်ချိတ်ဆက်ပြတ်နေသည့်ဒါကျွန်တော်တို့ဒါဘောလုံး possession ကိုတော့အတားစီးနဲ့ဆော့နေရတာကျွန်တော်တို့မြင်ရတယ်ခင်ဗျ PSG ဒိုနာရိုမာရှေ့ကိုဂါရဘေကိုပြန်ပြီးတော့ပေးထားပြီးကျွန်တော်တို့ PSG ရဲ့ဒါကျွန်တော် full back တွေကနေပြီးတော့ကျွန်တော်တို့ဒါအခုချိန်မှာ exit ဆင်းနေတာကိုကြာခဏတွေ့ရတယ်ခင်ဗျဒီဒူရန်ကနေဇိုလာကနေရှေ့ကမက်ဆီကိုချပေးထားပြီးမက်ဆီရဲ့အီတူနဲ့မက်ဆီအပေးယူလောက်ထားတဲ့ရှေ့ကိုခုတ်တင်တယ်အာဆင်နယ်တဲ့ခေါင်းကိုပြီးတော့ဒါကျွန်တော်တို့အာဆင်နယ်တင်းကပဲဘောလုံးပြန်ရပြီးပြန်ကန်တင်ပေးထားပြီးအခီမီကောင်းရှင်တိုက်တဲ့ PSG ပြန်ရတဲ့ရာတူကြီးခုချိန်မှာကျွန်တော်တို့ဒါ PSG တင်းကတော့ဘောလုံးပြတ်သွားလို့တဲ့အပိုင်းနေရှန်ထွက်တဲ့အပိုင်းနေမှာတော့ PSG တင်းကပဲကျွန်တော်တို့ဘောလုံးတွေကိုပြန်ပြီးရယူထားတာတွေကိုတွေ့ရတယ်ခင်ဗျာဆိုတော့ခုချိန်မှာတော့ PSG တင်းဒီအာဆင်နယ်တင်းကကျွန်တော်ဒီငုံနဲ့ PSG တင်းကကျွန်တော်တို့ဒါအီတူတို့တယောက်တစ်ခိုးစီတွင်းပြီးတော့1-1တည်ဖြစ်နေပါတယ်ဆိုတော့ဒုတိယပိုင်းမှာတော့ PSG တင်းကပြန်ပြီးတော့ဘောလုံးစအပေးလောက်ထားပြီးဗာပီယာနဲ့အီတူကနေမက်ဆီတယောက်ကိုလက်ထပ်ဖို့ကြိုးစားတယ်နောက်ကိုပြန်ပေးတယ်ဇာဗီဘောလုံးကင်ထားတယ်ကိုအေဒီယာထက်ကိုပေးလိုက်ပြီးဇိုလာရသွားပြီးဘောလုံးရသွားပြီးဇိုလာဘာဘီကိုပေးတယ်အိုးကောင်းတယ်ခင်ဗျာကျွန်တော်တို့ဒုတိယပိုင်းမှာတော့အပြောင်းလဲတွေနည်းနည်းဖြစ်လာပြီးလို့ပြောရမယ်ခင်ဗျာ PSG ဘက်ကတော့တိုက်စစ်ကပိုးပြီးတော့မြိုင်းလာတာကိုတွေ့ရတယ်ခင်ဗျာပထမပိုင်းနဲ့ပိုင်းလုံးချိတ်ဆက်ပြည့်နေတဲ့ PSG တိုက်စစ်ကတော့ဒုတိယပိုင်းမှာတကယ်အလုပ်ဖြစ်လာတဲ့အနေအထားကိုတွေ့ရတယ်ခင်ဗျာ PSG တောင်ကန်ဘောကိုဗန်တိုင်းခေါင်းတိုင်းချထားပေးထားပြီးအာဆင်နယ်တင်းခေါင်းဦးတယ်ခင်ဗျာအာဆင်နယ်တင်းကတော့အမြင်ဘောတွေမှာအပြင်ဘန်းကားလိုပဲတကယ်ကိုခေါင်းဦးနေလို့ပဲခင်ဗျာအာဆင်နယ်တင်းပြန်ပြီးတော့ကန်တင်ပြေးလှုပ်ထားတယ်အာဆင်နယ်တင်းတယောက်ထက်ရသွားတယ်အာဆင်နယ်ဟာခီမီနဲ့ဗန်တိုင်းနှစ်ယောက်ညှက်လို့တယ်ဘောလုံးပြန်ရတယ်ခင်ဗျာတရရဖဲဟာခီမီရဲ့ဒါနောက်တန်းခန်းစစ်ကတော့တော်တော်လေးကိုစိတ်ချရတဲ့နေထားတယ်ခင်ဗျာဇာပြီးဘောလုံးကိုပြန်ရထားပြီးဟိုဘက်ကဘာပဲရှိတဲ့စီကိုလက်ပြီးတော့ပိုးထားပြီး PSG ဘောလုံးကိုရထားလိုက်တယ်ဘာပဲတယောက်ကိုလက်ထပ်တယ်ကစ်တယ်ဂိုးပဲခင်ဗျာ PSG တို့ဒုတိယမြောက်ဒါကျွန်တော်ဦးဆောင်ကိုရရှိသွားပြီလည်းဖြစ်ပါတယ်ခုချိန်မှာတော့ PSG က2ဂိုးအာဆင်နယ်က3ဂိုးနဲ့ကျွန်တော်တို့ဒါ PSG ကပြန်လဲဦးဆောင်ထားတဲ့အနေထားပါခင်ဗျခုချိန်မှာတော့အာဆင်နယ်ကဘောတွေမကြာခဏပြတ်နေတယ် PSG တို့ဒါကျွန်တော်တို့ဘောလုံးတွေကိုပြန်ပြီးရယူထားတာတွေရောဘောလုံးကိုကျွန်တော်တို့ကိုင်းထားတဲ့အပိုင်းမှာ PSG ကတော့ပိုပြီးတော့ပွဲကြချိန်ကြာလာတာနဲ့မျှတဖြည်းဖြည်းအသာစီးရယူလာတာလည်းဖြစ်ပါတယ် PSG ပဲအမြင်ဘောတွေမှာပြန်ပြီးတော့အသာစီးယူလာတယ် PSG ပြေးလို့ထားပြီး Van Dijk ကနေကျွန်တော်တို့ဒါဂါရဘေနေဘာပေကနေအီတူကနောက်ပြန်ပေးထားတဲ့မက်ဆီဘာအီတူကိုထပ်ပြီးချပေးပြီးအီတူကပြန်ပြီးဂိုးပြန်ပြီးခင်ဗျာကျွန်တော်တို့ဒုတိယပိုင်းစပြီးတော့ကျွန်တော်တို့7မိနစ်ကျော်မှာပဲကျွန်တော်တို့ PSG ကတော့2ဂိုးထပ်သွင်းသွားလို့ကျွန်တော်တို့ခုချိန်မှာဆိုရင်တော့အာဆင်နယ်က2ဂိုးနဲ့ PSG က3ဂိုးကျွန်တော်တို့ PSG ကအနိုင်ဘက်ကိုရောက်ရှိလို့နေပြီလည်းဖြစ်ပါတယ်နောက်တန်းနေနဲ့ကျွန်တော်တို့အပေးထုတ်ထားတဲ့အာဆင်နယ်ကနည်းနည်းဒါ pressure တန်းကိုမခံနိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်ခင်ဗျဒီမှာဆိုတော့အာဆင်နယ်တင်းကကစားကွက်ဒီဆောက်လို့မရတော့ပဲကျွန်တော်တို့ဒါဖီယိုဖီယက်ဖြစ်လာတာကိုမြင်ရတာပဲခင်ဗျကျွန်တော်တို့ PSG ကတော့ဘောလုံးကိုပုံမှန်ပဲကင်ထားတယ်အပေးယူလေးတွေလောက်တယ်ဒါရပေးကနေအရာတွေကနေဇာဘီဂိုး area တွေကိုပေးပြန်ပြီးဇာဘီဘောလုံးကိုပြန်ပြတ်တယ်အာဆင်နယ်တင်းကတော့ကန်တင်ပြေးခွက်ကိုထပ်ပြီးကြိုးစားတယ်ခင်ဗျာဘောလုံးရလာပြီးဗန်နိုင်ရှော့ထိုးတယ်โอ้ကျွန်တော်တို့ဒါအာဆင်နယ်ကတိုက်စစ်မှုတွေဒါကျွန်တော်တို့ငှက်ပစ်တဲ့အနေထားပဲခင်ဗျ
ဆိုတော့ဒါကျွန်တော်တို့ PSG တင်းကတော့လူအင်အားတောင်းတင်းနေကျွန်တော်တို့ဒါအဲ့စင်မှာတော့အီဒူဘာဘီတို့ကိုတုံးလာပြီးတော့ကွင်းလယ်မှာမက်ဆီနဲ့ဇိုလာတို့ဖလစ်ခါလာတွေကိုတုံးလာတယ်ပြီးတော့ကျွန်တော်တို့ဇာဗီနဲ့အီဒူကိုကျွန်တော်တို့ဒါလိုက်ပလေးလောက်ထားပြီးမဲ့လင်းအလောက်ထားပြီးမဲ့ဒါဘောလုံးပွဲထဲမှာတော့ PSG ကအဲ့လိုမျိုးကစားကိုမတွေ့ရသေးဘူးခင်ဗျဘောလုံးကို position နဲ့ထိန်းချုပ်ပြီးတော့ control လုပ်ပြီးတော့ဒါ PSG က Arsenal ကို AC ထိန်းချုပ်ကစားနေတာကိုတွေ့ရပါတယ် PSG တင်းဘောလုံးကိုနောက်လေးကိုပဲပေးထားတယ်ဗန်ဒိုက်ကနေရာသွေးကနေကွင်းလယ်မှာဇာဘီနဲ့ပေးပြီးထုတ်ထားတယ်ဘာပေဘောလုံးကိုထိမကျူးစားမှပြန်ပြတ်တယ်ဇာဘီပြန်လိုက်ဆယ်တဲ့ရုံးတဲ့ကိုဘောလုံးကိုရသွားပြန်ပြီဒီသူကဘောလုံးကို slash tracker နဲ့ကျွန်တော်တို့ဒါပြန်လဲဆယ်ယူထားတယ်ဘာပေဘောလုံးရပြီးဇိုလာကနေဂါရဘေးကဇိုလာကိုပြန်ပြီးတော့မျောပေးထားပြန်ပြီဇိုလာဘေတောင်မှန်ကနေပြန်ယူလာပြီးတရားကိုထက်လက်တော့ကြိုးစားတယ်ကျွန်တော်တို့ဒါဒရစ်ဘလင်းနေရတော့ဆိုတဲ့သူရဒရစ်ဘလင်းစကေးရတော့တိတ်ပြီးတော့ကောင်းတဲ့ပုံကိုရှိဘူးခင်ဗျအာဆင်နယ်ပြန်ပြီးတော့ဘောလုံးကို2ယောက်1ယောက်1 by 1ဟာခီမီမတက်နိုင်တော့ဘူးခင်ဗျာကိုရမတ်ကျွန်တော်တို့မှလည်းဒီချိန်မှာတော့တို့မကာကွယ်လိုက်နိုင်ဘူးခင်ဗျခုချိန်ဆိုရင်တော့အာဆင်နယ်တို့ပြန်ပြီးတော့မျှော်လင့်ချက်လေးတန်းလာတဲ့အနေထားပါခင်ဗျအာဆင်နယ်တင်းကငကို PSG တင်းကတော့3ဂိုးနဲ့အာဆင်နယ်ကပြန်ပြီးတော့ဒါခြေပါကိုရဖို့အသေးတန်ကြိုးစားနေတာလည်းဖြစ်ပါတယ်PSG ဘောလုံးကိုအဆက်မပြတ်ပဲထိန်းထားတယ်အာဆင်နယ်ရဲ့ရှေ့ကိုခုတ်တင်ထားပြီးခေါင်းတိုက်ဘော်ဒီမှာ PSG ကထပ်ပြီးတော့ဦးတယ် PSG တင်းဘောလုံးကို ACC ပေးလို့ဖို့နောက်တန်းတွေကိုပဲပြန်ပြပေးထားပြီး PSG ပဲကွင်းလယ်ကနေရှေ့ကိုတိုက်ရိုက်ချိတ်ဆက်ပြီးဘာပေကနေပြန်ပြတ်တယ်ဘာပေဘောလုံးကိုပြန်ပြတ်တယ်ခါရဘေးကတော့ကျွန်တော်တို့ဒါနောက်ရှေ့ကိုတအားပြီးတော့လိုက်ပြီးတော့တိုက်စစ်လိုက်ပိုင်းနေတာကြောင့်ခါရဘေးရဲ့ဒါခံစစ်လမ်းကြောင်းကတော့မကြာခဏဆိုလို့ပွင့်နေတာကိုတွေ့ရတယ်ခင်ဗျာခါရဘေးပဲညာတောင်မှန်ကနေဖောက်လာပြီး PSG ဦးတယ် PSG ပဲခင်ဗျ PSG ဖြတ်ထုတ်ထားတယ်အာဆင်နယ်ပြန်ရသွားပြန်ပြီဂိုးအေးရတဲ့ကိုပြန်ပြတ်တယ် PSG ရှေ့ကိုဖြတ်ထုတ်သွားတယ် PSG ရှေ့ကိုပြန်ပြီးတော့ကနေထားပြီးဘာပဲခေါင်းလိုက်ချတယ်ဘောလုံးပြန်ပြတ်တယ်အာဆင်နယ်တင်းကတော့ကျွန်တော်တို့ခြေပါကိုရဖို့အသေးအတန်လိုအပ်နေတာလည်းဖြစ်ပါတယ်ခုချိန်မှာဆိုတော့မိနစ်80ပြေးလာပြန်ပြီ PSG ကဘောလုံးပြန်ရလာပြန်ပြီအာဆင်နယ်တင်းဒါမက်ဆီကိုကျွန်တော်တို့အပိုင်ကက်ကစားထားတယ်ရာတော်ကြီးကနေရသွားပြန်ပြီ PSG ဘာပေကတော့ကျွန်တော်တို့ဒါဘောလုံးကိုမကစ်လိုက်ရပဲနိုင်ငံနောက်ကျသွားတဲ့အနေထားပဲခင်ဗျအာဆင်နယ်ကမှဒေးဗစ်ယာရှေ့ကိုတင်ထားတယ်တို့ PSG ကပြန်ရပြန်ပြီအာဆင်နယ်တို့ကကျွန်တော်တို့သူတို့အသင်းရဲ့တကယ်အပြင်လောက်ကရဲ့စကွက်နဲ့လောက်နီးပါး player တွေနဲ့ဆော့တာတောင်မှပဲဒီလို PSG ရဲ့ခံစစ်ကြောင်းတွေကိုဖြိုဖျက်ဖြစ်တော့လုပ်ပြီးတော့ကျွန်တော်တို့ဒါ PSG ကတော့အသေးအတန်ပြန်ခုကန်နေရတဲ့အနေထားရဲ့ခင်ဗျအကယ်၍များတာကျွန်တော်တို့လူစရင်တောင်းတင်းနဲ့အာဆင်နယ်တင်းဟာလဲလူစရင်တောင်းတင်းအချိန်ဒီမှာဆိုတော့ PSG တို့ဒါမလွယ်တဲ့အနေထားလို့လည်းပြောရမှာဖြစ်ပါတယ်ကျွန်တော်ခုချိန်ဆိုတော့ PSG ကလူစားလဲမှုအဖြစ်ဒါတိုက်စစ်မှာနေမှာကိုထည့်ပြီးတော့ထဲဖို့ကြိုးစားလာတယ်ကျွန်တော်တို့မက်ဆီကိုလည်းရိုနယ်ဒင်းညိုနဲ့အောက်လဲလှုပ်ထားတယ်ကျွန်တော်တို့ PSG ကတော့လူစုံကိုလူ9ယောက်ထိပြည့်အောင်လဲမဲ့သဘောရှိတယ်ခင်ဗျာနောက်တန်းကအနေငယ်စတေမာစတာမီနာကြိုင်တဲ့ဗန်ဒိုက်ကိုလည်းကျွန်တော်တို့လူစားလဲထားတာကိုတွေ့ရတယ်ဆိုတော့အာဆင်နယ်တင်းကဘောလုံးကိုရပြီးတော့ပြန်လဲကန်တင်ထားတဲ့အာဆင်နယ်တင်းခေါင်းခုန်တိုက်တဲ့ PSG ဦးတယ်အခီမီဘရမာစီကိုပြန်ပြီးပေးထားတဲ့ခရီးမှာဆိုတော့ကျွန်တော်ပွဲပြီးဖို့9မိနစ်လိုခဲ့ပြီးဖြစ်ပါတယ်ခုချိန်မှာဆိုတော့အာဆင်နယ်ကခြေပါကိုရဖို့တဲတန်စူးစမ်းနေရပြီးတော့ PSG ကတော့ကျွန်တော်တို့အနိုင်3ကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်အာဆင်နယ်တင်းလက်ပြဘောကိုမြောက်ပေးထားပြီးလွတ်ကြစ်ပဲ PSG ပြန်ဦးတယ်လူထားတယ်လွတ်ထွက်သွားရမည်ကိုရမာဆိုတော့ရိုမာရှေ့ကိုတက်ဖန်ထားတယ်ခင်ဗျခုချိန်မှာဆိုတော့ကျွန်တော်တို့ပွဲပြီးဖို့မိနစ်ဒါ2မိနစ်ပဲလိုတော့တဲ့အချိန်မှာလူကျွံဘောခင်ဗျလူကျွံဘောတို့ PSG တင်းကကန်ရမယ့်အနေထားပဲခင်ဗျ PSG ကန်နေပေးထားပြီးလူဆိုတဲ့ခေါင်းတိုက်ချထားပြီးတယ်ဒီဘက်မှာတော့ညငါတောင်မှန်ကိုထွက်မနေဘူးခင်ဗျမက်ဆီတုံးကတောင်မှန်ထွက်ဆော့ပေးပြီးမယ်ကျွန်တော်တို့ရိုနယ်ညိုကတော့ဒီအတွင်းကိုဝင်ပြီးတော့ဆော့ချင်တဲ့သဘောလည်းရှိပါတယ်ခင်ဗျမက်ဆီဒီမှာဘာပေကိုပေးတယ်ဘောလုံးကပြန်ပြတ်တယ်
အာဆင်နယ်တင်းရသွားပြန်ပြီအာဆင်နယ် PSG ကပြန်ပြီးတော့ဘောလုံးကိုဆယ်ယူထားတယ် PSG ရဲ့ခင်ဗျာအန်နာဒီညိုဟာခီမီနဲ့အချိတ်ဆက်လုပ်ထားတယ်ဟာခီမီရဲ့ဒီနေ့ပွဲမှာဟာခီမီရဲ့တိုက်စစ်လိုက်ပါနိုင်စွမ်းရောခံစစ်ကိုနိုင်စွမ်းကဘာကတော့တော်တော်ကိုကျွန်တော်ကအမခန့်လို့ပဲပြောရမှာခင်ဗျဘောလုံးကိုတရရဖြတ်ထုတ်တာတွေနဲ့ဘောပြန်ဆဲတာလေအခုချိန်မှာဆိုတော့ကျွန်တော်တို့ကအာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ငကိုဂိုးမရှိနဲ့ပွဲချိန်ပြီးဆုံးသွား3ဂိုး2ခုနဲ့ပွဲချိန်ပြီးဆုံးသွားပြီလည်းဖြစ်ပါတယ်ဆိုတော့ခုချိန်မှာဆိုတော့ကျွန်တော် PSG အသင်းကတော့ချန်ပီယံဖလားကြီးကိုတိုက်တက်ရရှိသွားပါပြီလည်းဖြစ်ပါတယ်ကျွန်တော် PSG ရဲ့ဒါကစားသမားရဲ့ player rating လေးတွေတစ်ချက်ကြည့်ရအောင်ပါ just to believe to stick to the game plan and stick together and အာဆင်နယ်ကတော့ရှုံတာက3လုံးနဲ့ဒါ2ဂိုးဂိုးတန်း2ဂိုးဝင်ဆိုတော့တော့ကောင်းတဲ့အနေထားပဲခင်ဗျ PSG ကတော့6လုံးဂိုးရှုခွင့်ရရမှာဒါ3ဂိုး4ဂိုးတန်းပြီး3ဂိုးရ